မိဘထက်ဘယ်သူမှပိုမချစ်ဘူးမိဘတွေကိုနာကျင်အောင်မပြောပါနဲ့မိဘတွေကိုအလုံးမအားဘူးဆိုပြီးပြစ်မထားပါနဲ့မိဘတွေကိုခက်အကြောင်းနားမလည်ဘူးဆိုပြီးမချိုးနှိမ်လိုက်ပါနဲ့မိဘတွေကိုညင်းခုန်တုပြောပြီးအနိုင်မလိုချင်ပါနဲ့မိဘတွေကိုဘာကြောင်နဲ့မှမျက်ရည်ကျအောင်မလုပ်ပါနဲ့မိဘတွေကိုအချိန်ကြာကြီးအဆက်အသွယ်ဖြတ်မထားပါနဲ့တင့်ရဲ့ဖြစ်တည်မှုအကောင်းအဆိုးသတင်းတွေကိုနားစွန့်ပြီးမျောနေတဲ့နေရာမှာမိဘထက်ဘသူမှမပိုပါဘူးတင့်ကိုအမြင့်ဆုံးရောက်စေခြင်းပြီးအဆိုးဆုံးဘဝမှာရှိမနေစေခြင်းတာတင့်ကိုကောင်းစားစေခြင်းပြီးဒုက္ခတွေမရောက်စေခြင်းတာဒီလိုစေတနာမေတ္တာတွေဆိုတာတင့်မိဘထက်တော့တင့်အပေါ်ကိုဘသူမှပိုမထားနိုင်ပါဘူးမိဘဟာခေတ်အကြောင်းကိုမသိရင်နေမယ်ဘဝအကြောင်းတော့ကောင်းကောင်းသိပါတယ်မိဘဟာဂုံပကာတနနဲ့ဘွယ်တူးဂုံတူးတွေမရှိရင်သာနေမယ်အတွေ့အကြုံနဲ့ဆင်ခြင်တုံတရားရှိတယ်မိဘဟာအောင်မြင်သူဖြစ်ချင်မှဖြစ်လိမ့်မယ်သိကြတာတော့ရိုးသားဖြူစင်မှုတွေနဲ့တင့်ဘဝကိုရှေ့ဆောင်လမ်းပြပေးလိမ့်မယ်ဘသူမှမလိုအပ်တော့တဲ့အခါအိမ်ပြန်မှာဟိုးမှအမေမျောနေတယ်ဘသူမှမကြည့်ပြူတော့တဲ့အခါအိမ်ပြန်မှာဟိုးမှအမေစောင့်ကြိုနေတယ်ဘသူမှအနားမှမရှိတော့တဲ့အခါအိမ်ပြန်မှာဟိုမှာအမေအချစ်တွေပေးဖို့အိမ်ပြန်လမ်းမှာမျောနေတယ်ကိုကသားသမီးကောင်းဖြစ်ပါမှမိဘကောင်းနေရာပြန်ရောက်ပြီးသားသမီးကောင်းရပါလိမ့်မယ်ကိုယ့်ရဲ့တိတဲ့ရင်ကျေးလိမ်မာမှုအတွက်လောကကြီးကတနည်းနည်းနဲ့တော့ကိုယ့်ကိုကျေးဇူးပြုမှာပါအမေကအသက်နဲ့ယဉ်ပြီးမွေးထားပေးတယ်အဖေကဘဝနဲ့ယဉ်ပြီးကြွေးထားခဲ့တယ်ကိုကနှလုံးသားနဲ့ရောဘဝနဲ့ပါပေါင်းပြီးကျေးဇူးပြန်ဆက်ဖို့လိုပါတယ်မင်းကိုတယောက်ယောက်ကနေသေလောက်အောင်ယူမတက်ချစ်ပါတယ်ဆိုတဲ့အချစ်ဦးပုံမြင်တွေကိုမယုံလိုက်ပါနဲ့တကယ်ပြောတာပါဒီကဘာမှာတင့်ကိုမိဘထက်တော့ဘသူမှပိုမချစ်ပါဘူးမိဘကိုတိတတ်တဲ့သားသမီးဘယ်တော့မှမစင်ရဘူးဒါဟာတကယ်လက်တွေပါအစင်မပြေဘူးဆိုရင်တောင်ခဏပါပဲနောက်ပိုင်းသူ့အလိုလိုအစင်ပြေသွားတတ်ပါတယ်မိဘဆိုတာလူဘိုကြီးတွေမဟုတ်ဘူးအဲ့ဒါကိုတချို့တွေကိုသိစေချင်ပါတယ်အိုရင်ပယ်တတ်တဲ့လူတွေကိုအသိစိတ်လေးတစ်ခုလောက်ထည့်ပေးစေချင်တယ်အမှန်တော့မိဘတွေဆိုတာသူ့ထမင်းတုံးနဲ့သူလာတာပါမိဘနှစ်ပါးကိုအိမ်ပေါ်ခေါ်တင်ကျွေးမွေးထားရလို့ဆင်းရဲရတဲ့သားသမီးဆိုတာမရှိပါဘူးမိဘကိုမိဘမှန်မသိတတ်လို့ပြစ်ထားတဲ့လူတွေမှအများကြီးရှိကြပါတယ်မိဘကိုလှုပ်ကြွေးတဲ့သူကရှာဖွေရ